မွန်မွန်ရှင်သန်ကြီးထွားလာဖို့အတွက်လည်းမိဘတွေအနေနဲ့စောစောကဤပညာပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ကျောင်းကိုရွေးချယ်တာပဲဖြစ်ဖြစ်အများကြီးတည်တည်ချာချာစဉ်းစားပြီးရွေးချယ်ဖို့လိုအပ်ပါတယ်ဒါဒီချေကြီးကိုမေးချင်တာပေါ့နော်ဒီကျောင်းနေတက္ကသိုလ်တွေ industry တည်တည်ရတကြီးတွေနဲ့ပူပေါင်းဆောင်ရွက်တဲ့အခါမှာဘလို့အချက်တွေကအရေးကြီးနေသိပြရသေးရှင်ကျောင်းတွေ industry တွေလုပ်ငန်းရှင်တွေပူးပေါင်းဆောင်ရွက်ဖို့ကတကယ်တော့လိုအပ်တယ်။ဘာကြောင့်လိုအပ်တာလဲဆိုရင်ဥပမာ industry မှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အဲ့ဒီလုပ်ငန်းခွင်တွေကိုရောက်မဲ့သူတွေကတချို့တို့ကျောင်းတွေကနေသွားကြတဲ့ကလေးတွေပဲ။အဲ့တော့ကျောင်းတွေကနေပြီးတော့ချိတ်ဆက်ထားခြင်းအပြင်ဘယ်ကလေးကတော့ဘယ်လိုကဏ္ဍတွေမှာဝါသနာပါတယ်ဘယ်လိုကဏ္ဍတွေမှာပို့ပြီးတော့ထူးချွန်နေဆိုတာကိုကြတော့ကျောင်းတွေကပို့သိတယ်။အဲ့တော့ကျောင်းတွေကပို့သိတဲ့အတွက်ကြောင့်ပဲလုပ်ငန်းခွင်ကလိုအပ်နေတဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာလည်းအထွေထူး interview ဆိုတာထက်ကိုဒီတက်ကျောင်းတွေရဲ့ထောက်ခံချက်ကလေးတွေနဲ့သွားရင်ပို့ပြီးတော့လိုအပ်တယ်။ဒါကြောင့်ကျောင်းတက္ကသိုလ် industry လုပ်ငန်းခွင်အသီးသီးကတိုက်ဦးနဲ့တူချိတ်ဆက်ပြီးဆောင်ရွက်နေမယ်ဆိုရင်ကလေးတွေအတွက်လည်းအဆင်ပြေတယ်လို့လုပ်ငန်းရှင်တွေဘက်ကရောကျောင်းတွေဘက်ကရောအဆအဆင်ပြေစေနိုင်ပါတယ်မိဘတွေအနေနဲ့ရောသူတို့ရဲ့သားသမီးတွေကိုအလုပ်ကိုင်အခွင့်အလမ်းအတွက်တွေရောတီချယ်တို့အနေနဲ့ဘယ်လိုမျိုးအကြံဉာဏ်လေးပေးချင်ပါလဲရှင်တီချယ်တို့အနေနဲ့ကတော့မိဘတွေကိုအကြံဉာဏ်ပေးချင်တာကလုပ်ငန်းခွင်ကိုအချိန်တန်ရင်သားသမီးကရောက်ရမှာဘာကြောင့်လဲဆိုတဲ့အခါကျတော့ကလေးတွေကတစ်ချိန်မှာတီချာတို့တွေအားလုံးကလုပ်ငန်းခွင်အသီးသီးသွားကြပါအဲ့တော့လုပ်ငန်းခွင်အသီးသီးသွားကြတဲ့အခါမှာမိဘကဘာဖြစ်စေချင်တာလဲဆိုရင်ကလေးကိုတက်တောင့်တက်တာနဲ့လုပ်ငန်းခွင်မှာနေစေချင်မှာပဲအဲ့ဒီအတွက်ကြောင့်မိဘတွေအနေနဲ့ကအဲ့ဒီလုပ်ငန်းခွင်ကိုရောက်ခံနေကြတော့မှတင်ကြားတာမျိုးမဟုတ်ဘဲနဲ့အခြေခံကနေစပြီးတော့စနစ်တကျတင်ကြားခဲ့မယ်။ဤပညာပိုင်းဆိုင်ရာတွေလည်းပံ့ပိုးခဲ့မယ်။လိုအပ်တဲ့သင်တန်းတွေကိုလည်းအစအစပံ့ပိုးခဲ့မယ်ဆိုရင်တော့ကလေးရဲ့လုပ်ငန်းဝင်လာတဲ့အခါမှာအများကြီးအဆင်ပြေချောမွေ့နိုင်တယ်။ဒါကြောင့်မိဘကိုတီချယ်ကတော့အမြဲတမ်းပြောလို့ရှိတယ်ဆိုရင်ငယ်စဉ်ကလေးကနေပြုစုပြောထောင်ပါ။ငယ်စဉ်ကလေးကပြုစုပြောထောင်တဲ့အခါကျတော့မှတီချယ်တို့အပင်တပင်လိုပဲ။ဟလာမျိုးစေ့ကနေအပင်ပေါက်ကလေးအဲ့ဒီအပင်ပေါက်ကလေးမှာပဲတီချယ်တို့တွေဘာလုပ်ကြမလဲဆိုရင်ပိုးမွှားအန်ရည်ကင်းစင်အောင်ပေါင်းမြတ်တွေရှင်းပေးမယ်ဆိုရင်ဒီအပင်လေးကတကယ်ကိုကောင်းကောင်းမွန်မွန်ရှင်သန်ကြီးထွားလာမယ်။ကောင်းကောင်းမွန်မွန်ရှင်သန်ကြီးထွားလာဖို့အတွက်လည်းမိဘတွေအနေနဲ့စောစောကဤပညာပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ကျောင်းကိုရွေးချယ်တာပဲဖြစ်ဖြစ်အများကြီးတည်တည်ချာချာစဉ်းစားပြီးရွေးချယ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုပံ့ပိုးရမယ့်အပိုင်းတွေမှာလည်းမိဘကတည်တည်ချာချာပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့အခုလိုဖြေချပေးတဲ့အတွက်ကျေးဇူးပါချေ။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။